မင်္ဂလာပါပုံမီနတိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့ channel လေးကို like and subscribe လုပ်ပေးထားပါနော်တခါတုန်းကရွာတရွာမှာလူတိုင်းကြောက်ရွံ့ရတဲ့ဖွားမယ်အိုလို့ခေါ်တဲ့စွန်းမကြီးတယောက်ရှိတယ်သူမနေတဲ့အိမ်ကရွာအပြင်ဘက်တောနဲ့ထဲမှာဖြစ်ပြီးညရောက်တိုင်းမီးခိုးမြဲတွေထက်လာတယ်လို့လူတွေကပိုပြီးကြောက်ကြတယ်ဖွားမယ်အိုကအသက်အရွယ်ကြောင့်သပင်ဖြူသပင်ရှည်ရှည်နဲ့မျက်လုံးပြူပြူလက်တန်ရှည်ရှည်လေးရှိပြီးသူမရဲ့အတန်ကလည်းအသက်အရွယ်ကြောင့်ညီးပန်လိုအတန်မျိုးထွက်တဲ့လူတွေပြောကြတာကသူမကညအချိန်မှာတောထဲတည့်ပြီးလူတွေကိုလှည့်စားတတ်တယ်လို့ပဲတနေ့မှာတော့ယောဂကလေးလေးတစ်ယောက်ထက်တဲ့မောင်လဲဟာမိဘကိုမပြောဘဲတောထဲဝင်သွားခဲ့တယ်နေဝင်ပြီးမောင်ရိတ်ကြော်လာတဲ့အချိန်မှာလမ်းမတွေမမြင်တော့ပဲလမ်းပြောက်သွားတယ်။မောင်လင်းကကြောက်ပြီးငိုနေချိန်မှာရုတ်တရက်အတန်တစ်ခုကြားရလေ။ကလေးတယ်ဘာဖြစ်လို့ငိုနေတာလဲဆိုတဲ့အတန်မှာမောင်လင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာအဖွားအိုတယောက်ကိုတွေ့လိုက်တယ်။မောင်လင်းအယမ်းကြောက်သွားခဲ့တယ်။ဒါပေမဲ့ဖွားမယ်ဦးကသူ့ကိုဂယုဏအဖေနဲ့ကြည်ပြီးပြောတယ်။မင်းလမ်းပြောက်နေတာမဟုတ်လား။ငါနဲ့လိုက်ခဲ့လား။မင်းကိုအိမ်ပြန်ပို့ပြီးမယ်။မောင်လင်းအယမ်းအံ့ဩသွားတယ်။ဒါပေမဲ့လည်းအဖွားအုံနောက်ကိုလိုက်သွားခဲ့တယ်။တော်တဲ့လမ်းလျှောက်နေချိန်မှာဖွားမယ်ဦးကပြောတယ်။လူတွေငါ့ကိုကြောက်ကြတယ်။ဒါပေမဲ့ငါကတာမန်လူသားတစ်ယောက်ပါပဲ။သူမမျက်လုံးထဲမှာဝမ်းနည်းမှုတစ်ခုမြင်လိုက်ရတယ်။အချိန်ကြာလမ်းလျှောက်လာပြီးချိန်မှာတော့သူတို့ရွာနားကိုရောက်လာတယ်။ဒီကနေမင်းအိမ်ကိုပြန်သွားနိုင်ပြီ။ငါအကြောင်းကိုဘသူ့ကိုမှမပြောနဲ့လို့ဖွားမေဦးကကြော်ပြီးမိကူလိုပျောက်သွားတယ်။မောင်လင်းအိမ်ပြန်ရောက်ပြီးနောက်မိဘတွေအယမ်းပျော်သွားကြတယ်။သူကဖွားမေဦးအကြောင်းကိုမပြောဘဲစိတ်ထဲမှာပဲတိမ်ထားတယ်။အဲ့ဒီနေ့ကစပြီးမောင်လင်းနားလဲသွားတယ်။လူတွေကြောက်တဲ့သူတိုင်းဟာမကောင်းဘူးလို့မဆိုလိုဘူးဆိုတာကိုပေါ့။အချိန်တွေကြာလာတဲ့နောက်ပိုင်းရွာကလူတွေကလည်းဖွားမေဦးကိုတဖြည်းဖြည်းမေ့သွားကြပါတယ်။